ဒီနေ့ညှက်ပြမဲ့ပုံကတော့သပင်ပါတဲ့လူတွေအတွက်ပေါ့နော်ညှက်တဲ့ဒီဇိုင်းတစ်မျိုးကိုဒီနေ့ညှက်ပြပါမယ်သပင်ပါတဲ့လူတွေကသူတို့ step လိုချင်တယ်ပေါ့နော် step လိုချင်တယ် step မြင့်နေဒါမှခြုံတဲ့ပုံစံတွေတွေ့တဲ့ပုံစံတွေမျိုးသူတို့တောင်းတဲ့အခါမှာသပင်ကပါတဲ့အခါကျတော့သပင်ပို့ပြီးကျဲပြီးပါသွားတဲ့ပုံစံဖြစ်တယ်အဲ့လိုပုံစံမျိုးမဖြစ်အောင်လို့သူတို့ပြောတဲ့ step လည်းရမယ်ပြီးတော့သပင်နဲ့ထူထူတဲ့ပုံစံမျိုးဖြစ်လာအောင်လို့ညှက်ကတဲ့ဒီဇိုင်းပုံကိုညှက်ပြမယ်အဲ့လိုညှက်ဖို့အတွက်ဆိုရင်အောက်ပိုင်းကတော့သူတို့ပြောတဲ့အချုံပုံစံပေါ့နော်ခြုံတဲ့ပုံစံကျဲတဲ့ပုံစံမြင့်တဲ့ပုံစံတစ်ခုညှက်ပြီးတော့ပေါ်ပိုင်းကတော့နည်းနည်းထူတဲ့ပုံစံဖြစ်အောင်လို့ပြန်ပြီးတော့စဉ်းစားပြီးတော့ပြန်ညှက်ပါမယ်အဲ့လိုညှက်မယ်ဆိုရင်ပေါ်ပိုင်းနဲ့အောက်ပိုင်းကို A ပိုင်း B ပိုင်းဆိုရင်နှစ်ပိုင်းခွဲထားပါတယ်အောက်ပိုင်းကို A ပိုင်းလို့သတ်မှတ်ထားပြီးတော့ပေါ်ပိုင်းကို B ပိုင်းလို့သတ်မှတ်ထားပါတယ်ပြီးရင် step ညှက်တဲ့အခါမှာတစ်ခုသိထားရတာကခြုံတဲ့ပုံတွေကျဲတဲ့ပုံတွေကိုညှက်မယ်ဆိုရင်သူကဝိုင်းတဲ့ပုံစံတဲ့ခြုံတဲ့ပုံစံတစ်ခါတည်းညှက်လိုက်တာကပိုပြီးတိတာထင်ရှားပြီးတော့အဲ့တဲ့မျက်လုံးမှာအပုံနဲ့တူတယ်ပိုပြီးနီးစက်တယ်လို့ခံစားလေးရှိတယ်တခါတည်းသပင်ကပါတဲ့အခါကိုအရန်ဒီဇိုင်းတွေရန်ထည့်လို့မရတဲ့အခါမှာအဲ့လိုမျိုးစဉ်းစားတယ်ဒီကောင်ကလည်းနည်းနည်းကျဲပြီးပါတဲ့ပုံစံလေးရှိတယ်ပေါ့နော်အဲ့ပုံစံလေးနဲ့တမင်ညှက်ပြတာပေါ့နော်โอเคအဲ့တော့အောက်ပိုင်းကိုခြုံပြီးတော့ကျဲပြီးတော့မြင်းတဲ့ပုံစံတစ်ခုရဖို့အတွက်135ဒီဂရီကိုသုံးပြီးတော့ပဲနှစ်ပုံနဲ့ခွဲပြီးတော့ညှက်လိုက်တယ်ဒီဇိုင်းသပင်ညှက်တဲ့အခါမှာနည်းနည်းချင်းရွှေညက်တဲ့ပုံထက်နှစ်ပုံနဲ့သုံးပုံအဲ့လိုခွဲညက်တဲ့ပုံတွေကပို့ပြီးတော့ဒီဇိုင်းဘက်ကိုပို့သွားပြီးတော့ပို့ချုံတယ်ပို့သွဲတယ်ဆိုတဲ့ဘက်ကိုသွားပြီးတော့ပို့ကြည့်ရတာပို့ပေါ်လွင်နေပေါ့နော် step တွေရမ်းနေတယ်ဒါမှမဟုတ် step တွေဝိုင်းနေတယ်ဆိုရင်ဒီဇိုင်းနဲ့တိတ်တူလေးမရှိဘူးအဲ့ဒါမြင်နေကြပုံဘာကြောင့်လဲဆိုတော့တော်တော်များများ step ညက်မယ်ဆိုရင်ဝိုင်းတဲ့ပုံစံတွေညက်လေးရှိတယ်ပြီးတော့ step နှိပ်တွေအောက်မှာခံထားလေးရှိတယ်ဆိုတော့ဒါမြင်တွေ့နေကြတဲ့ပုံစံဖြစ်ဒီဇိုင်းဆိုတော့မြင်တွေ့နေကြမဟုတ်တဲ့ပုံစံကိုပြောတာဖြစ်တော့မြင်တွေ့နေကြမဟုတ်တဲ့ဒီဇိုင်းပုံစံမျိုးကိုစဉ်းစားပေးရတယ်။အဲ့လိုစဉ်းစားမယ်ဆိုရင်ခြုံတဲ့ပုံစံတွေတွေ့တဲ့ပုံစံမျိုးတွေစဉ်းစားရပါတော့။အောက်ဘက်မှာမြင့်တဲ့ဒီဂရီကိုပုံမှန်ဆိုရင်သပင်ညက်ရင်အောက်ကကြီးရဲဆိုရင်အပေါ်ကသူ့ထပ်ပူကြီးတဲ့ဒီဂရီ3လေးရှိတယ်။အောက်ကငယ်တဲ့ဆိုရင်အပေါ်ကလည်းသူ့ထပ်ပူကြီးတဲ့ဒီဂရီ3လေးရှိတယ်။အောက်မှာရှိတဲ့ဒီဂရီကအမြဲငယ်လေးရှိတယ်ပေါ့နော်။ငယ်စဉ်ကြီးလိုက်ပုံစံမျိုးသပင်မှာညက်လေးရှိတယ်။ဒါပေမဲ့ဒီကောင်ကဒီဇိုင်းဖြစ်တဲ့ကကြတော့ပြောင်းမြန်သဘောနဲ့ညက်တယ်။အောက်ပိုင်းကိုကြီးတဲ့ဒီဂရီညက်ပြီးတော့ပေါ်ပိုင်းကိုငယ်တဲ့ဒီဂရီထည့်တဲ့ပုံစံမျိုးစဉ်းစားပြီးတော့ပဲညှက်လိုက်တယ်ထွက်လာတဲ့ပုံစံလေးကဘယ်လိုပုံစံလေးကြရမလဲဆိုတော့တစ်ချက်စောင့်ကြည့်ကြည့်နော်အောက်ပိုင်းကတော့တက်ဆိုင်မဲ့135ဒီဂရီညှက်ပါမယ်135ဒီဂရီကတော့ရှေ့မှာတင်ထားတဲ့ဗီဒီယိုတွေမှာကြည့်ပြီးတော့135ဘယ်လိုဆွဲလဲဘယ်လို position လဲ B ဘယ်လိုထည့်လဲလက်ဘယ်လိုကိုင်လဲဆိုတော့ပြန်ကြည့်ဖို့လိုတယ်ဒါကတော့ဒီဇိုင်းညှက်တဲ့အကြောင်းလေးနည်းနည်းရှင်းပြနေတာဖြစ်တဲ့ခါကျတော့135အကြောင်းသိမရှင်းပြတာဘူးเนาะโอเค135ပုံစံကိုခြုံပြီးတော့ကားရတဲ့ပုံစံညှက်ချင်နည်းနည်းလေးကားပြီးညှက်ကြတယ်ပေါ့နော်အောက်ကတော့အဲ့ဒါလိုချင်တဲ့အရှေ့တိုင်းအရှေ့နေရာတစ်ခုမေးပြီးတော့ပဲဖြတ်ထုတ်ဖို့လိုတယ်အပုံစံမျိုးနဲ့ညှက်တယ်โอเคအဲ့တော့ဘေးအရန်တူပြီးတော့လေကိုရှည်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒီပုံစံမှာနော်ပြီးရင်ဒီတစ်ပိုင်းကလည်းအဲ့လိုပဲအထူးသတိထားမှာကကိုညှက်တဲ့ပုံစံကဟိုဘက်ကိုကားလိုက်တဲ့ပုံစံနဲ့ဒီဘက်ကိုကားတဲ့ပုံစံတူဖို့လိုတယ်ပြီးတော့အခုဆရာရက်နေတဲ့ပုံစံကလက်ပြောင်းမြန်ပုံစံရက်နေတာပါပုံမှန်ဆိုရင်လူကဒီနားမှာညှက်တော့မှာဖြစ်တယ်ကင်မရာကောင်းမှဆိုလို့ပြောင်းမြန်ပုံစံညှက်တယ်လိုက်ညှက်ကြည့်တဲ့လူတွေကဒီလိုပြောင်းမြန်ပုံစံတွေလေ့ကျင့်နာခြင်းမရှိဘူးဆိုရင်ဒီနားမှာနေပြီးညှက်ကမှာဖြစ်ပါတယ်အဲ့ဒီကလေးကိုနော်ဆရာတော့ကင်မရာထဲမှာမြင်အောင်လို့ဒီဘက်မှာညှက်ပြတဲ့ပုံစံကိုသုံးတယ်နော်ပြီးရင်ဒီဘက်က guideline အစလေးတစ်ခါလေးယူတော့ပြီးရထည့်ထားတယ်မင်းခုနကားရတဲ့135နဲ့တူတဲ့အကားတူရတယ်ဒီလိုမျိုးအကားလေးတွေတူရတယ်ပေါ့နော်စုရတယ်ကားရတယ်တူမစပင်ပုံစံတက်ညီတဲ့ကြားတဲ့သဘောရှိတယ်ပေါ့နော်guideline တိုင်းမို့တော့တူတဲ့တတိရတယ်ဒါပေမဲ့ကားလိုက်တဲ့ပုံစံကျတော့မတူရင်မရမညီဘူး guideline နဲ့ဘယ်လိုတိုင်းဖြစ်ပြ S ပင်နှစ်ခုကညီတဲ့ပုံစံမထွက်ဘူးပေါ့နော် guideline လေးတွေ့ပြီး guideline လေးတိုင်းပဲညှက်ချလိုက်တယ်အဲ့တော့နှစ်ချက်ထဲညှက်တာနဲ့အောက်ပိုင်းမှာအဲ့ဒါလိုချင်တဲ့ခြုံတဲ့ပုံစံမျိုးပေါ့နော်ဘေးကိုတူပြီးတော့အောက်ကိုခြုံတဲ့ရှေ့တဲ့တူပြီးတွေ့တဲ့ပုံစံမျိုးထွက်တယ်တိတာထင်ရှားတဲ့ပုံတစ်ခုပြောင်းသွားတာတွေ့ရမယ်နှစ်ချက်ပဲညှက်ပါတယ်ပြီးရင်ဒီပေါ်ကျတော့သူ့ထက်ငယ်တဲ့ဒီဂရီသုံးပါတယ်သူကမှညှက်ထားတာက135ဆိုသူ့ထက်ငယ်တဲ့ဒီဂရီကို60တို့90တို့သုံးလို့ရတယ်ဒါပေမဲ့အပေါ်ပိုင်းမှာဆို60ဒီဂရီညှက်ထစ်သွားလေးရှိတယ်ပေါ့နော်သူက60ဒီဂရီညှက်ကတာနည်းနည်းဥကောင်းရဲ့နောက်ဆီရဲ့သဘောလုံးဝိုင်းတဲ့သဘောတရားကြောင့်60ဒီဂရီကိုညှက်လေးသိမရှိဘဲနဲ့ပုံလဲပေါ်လေးမရှိဘူးပေါ့အဲ့ဒါမှစပင်အရန်ပါခဲ့ရင်တော့မှသူ90တို့80တို့ပေါ့နှိပ်ပြီးတော့နည်းနည်းညှက်ပင်ရတယ်60ဒီဂရီမသုံးမယ်โอเคသူ့လည်းနှစ်ပုံပဲခွဲညှက်မယ်ဆိုရင်သူကတွေ့သွားတဲ့ပုံစံရှိနိုင်မယ်ပြီးရင်ခြုံတဲ့ပုံစံတစ်ခုပုံမယ်အဲ့ဒါမှာစပင်ရဲ့တီယိုတွေတစ်ခုနားလဲရတယ်
စပင်ကခြုံတဲ့ပုံစံညက်တာနဲ့ဝိုင်းတဲ့ပုံစံညက်တာနဲ့ဘသူကပို့ပြီးတော့စပင်ကျဲတယ်ဆိုတဲ့ပုံစံပေါ်တယ်ဘသူကပါတဲ့ပုံစံပေါ်လဲဆိုတာကိုသိထားရမယ်ဝိုင်းတဲ့ပုံစံကခြုံတဲ့ပုံစံကစပင်နဲ့ထုတယ်လို့လူတွေမျက်လုံးမှာမြင်သွားလေးရှိတဲ့ပုံစံမျိုးပြီးရင်တကယ်တော့အမှန်တကယ်ခြုံတဲ့ဝိုင်းနှစ်ခုတိုင်းကြည့်ရင်လည်းဝိုင်းကပို့ပြီးတော့ရှည်တာကိုတွေ့နေရမယ်စပင်ပုံစံအောက်စပင်လေးတွေနည်းနည်းပို့ရှည်ပြီးတော့ပို့ထူတာကိုတွေ့ရလေတယ်အဲ့တော့စပင်ညက်မဲ့ဆိုရင်ကိုညက်ချင်တဲ့ဟာတက်အဲ့တဲ့စပင်အားနဲ့ချက်အတာချက်တွေကြည့်ပြီးတော့ကိုကဖန်တီးရတာဖြစ်ပါတယ်အဲ့တော့အောက်ပိုင်းမှာအဲ့တဲ့လိုချင်တဲ့ဟာတစ်ခုရပြီဆရာအဲ့ဒါဆိုရင်ပေါ်ပိုင်းမှာလည်းအဲ့တဲ့လိုချင်တဲ့ခြုံစေတဲ့ပုံစံမျိုးဒါမှမဟုတ်တွေ့စေတဲ့ဒါမြင့်စေတဲ့ပုံစံမျိုးထည့်လိုက်ရောတော့အရန်ကျဲသွားတဲ့ပုံစံမျိုးပေါ့နော်ထည့်လိုက်ရောမရဘူးလားဆိုမရပါဘူးသူကတော့ငကိုတဲ့စပင်ကပါနေတာဖြစ်တယ်မြင့်တဲ့ဒီဂရီတွေသုံးမရဘူးခြုံစေတဲ့ဟာကျတော့လေဝိုင်းစေတဲ့ direction ထက်သူကပိုတူတာဖြစ်တဲ့ခါကျတော့စပင်ကျဲတဲ့ပုံစံမျိုးပြမှာဖြစ်တဲ့ခါကျတော့သူ့အပေါ်ပိုင်းမှာကျတော့ဆိုတာဝိုင်းစေတဲ့ပုံစံလေးညက်မယ်အဲ့တော့ဝိုင်းစေတဲ့ပုံစံညက်မယ်ဆိုပုံမှန်ဆိုတော့တော်တော်များများတော့နည်းနည်းချင်းရွရွပြီးညက်တဲ့ပုံစံသုံးတယ်ဆရာကတော့သုံးပုံနဲ့ညက်သွားတဲ့ပုံသုံးတယ်ပေါ့သူ့ကိုသုံးပုံခွဲလိုက်တာပေါ့အလဲမှာတစ်ပုံပြီးရင်ဘေးမှာနှစ်ပုံခွဲလိုက်တယ်ပြီးရင်ဆရာတရှိကနေပဲပြောင်းပြန်ပုံစံပဲညှက်ပြမယ်အဲ့ဒီကောင်လေတက်ဟာကို90ဒီဂရီပဲညှက်ပါတယ် guideline ကခုနညှက်ထားတဲ့တစ်ချောင်းနဲ့ယူပြီးပဲထည့်ပါတယ်လွှာနဲ့ယူပြီးထည့်လို့ရတယ်တစ်ချောင်းနဲ့ယူထည့်တော့ပို့ပြီးတော့တိတာထင်ရှားတဲ့ပုံမျိုးပေါ်တယ်အဲ့ဒါမလို့တစ်ချောင်းနဲ့ယူထည့်တာတော့မှတ်ထားပါကိုပါလွှာလိုက်ထည့်နေကြအချင်းရှိတယ်လွှာလိုက်ထည့်ဖို့လိုတယ်ရတယ်ဘင်းဒီဘက်နှစ်ခုလည်းတိတ်မကားစေဘူးအရန်ကားရင်ဝိုင်းတဲ့ပုံစံမှလည်းအရန်ကားပြီးတော့ဝိုင်းတဲ့ပုံစံရဲ့စုထားပြီးတော့ဝိုင်းတဲ့ပုံစံရဲ့ရှိတယ်ပေါ့နော်အခုဒီလိုပုံစံမျိုးလေးရဲ့ဒီလိုပုံစံမျိုးရဲ့ပေါ့ကားတယ်အဲ့ပုံမူတည်အတူရှိกว่าတယ်အဲ့ဒါမလို့စပင်ရဲ့ theory ကစပင်ကလူရဲ့ခေါင်းရဲ့ဘေးဘက်အစွန်ဘက်ကိုထွက်သွားလေပူတူလေဆိုတဲ့သဘောတရားရှိတယ်ဆိုတော့အောက်မှာခြုံတဲ့ပုံစံလုပ်ပြီးပြီဆိုတော့သူ့ကိုအပေါ်ထူထဲတဲ့ပုံစံလေးပြန်လုပ်ပြရမှာဖြစ်တဲ့အခါကျတော့သူ့ကိုရန်ကားတဲ့ပုံစံမျိုးမလုပ်ဖ ೇನೆ သူ့ကိုခြုံတဲ့ပုံစံထက်ရှောင်ပြီးတော့ဗောနော်ဝိုင်းတဲ့ပုံစံကိုသွားမဲ့ပုံစံပေါ့အဲ့တော့အလဲညှက်ထားတဲ့ guideline ကိုမှယူလိုက်ပါတယ်သူနည်းနည်းစုတဲ့ပုံစံအောက်ကလောက်တိတ်မကားပဲနဲ့စုတဲ့ပုံစံမျိုးလောက်ညှက်လိုက်တယ်စပင်ညက်တဲ့ကမှာကိုကညှက်ချင်တဲ့စပင်ပုံတွေထက်စပင်ညက်တာဘာသဘောတရားနဲ့ညက်တာလဲသိဖို့လိုတယ်စပင်ညက်တာဆိုရင်ရိုးရိုးနဲ့နားလည်လိုက်အောင်ပြောရင်တူအောင်သို့မဟုတ်ရှည်အောင်လုပ်တာလို့သင်ရတယ်အဲ့ဒါတယောက်ဆိုင်အောင်လာတယ်အပြောများသောစကားလုံးတွေပြန်စဉ်းစားကြည့်သိတယ်ဘယ်နာလေးဘယ်လိုတူမဲ့ဘယ်နာလေးတော့မတူချင်ဘူးဆိုတဲ့စကားနှစ်ခုပဲအမြဲပြောတယ်သူတို့ဘာ step တွေဘာ degree တွေဘာတော့ရှင်နေမညွန်လေးရတဲ့အငယ်တွေလည်းမညွန်သူတို့ပြောများသောစကားလုံးကဘယ်နာလေးနည်းနည်းတူမဲ့ဘယ်နာလေးတော့မတူနောက်ကတော့မတူချင်ဘူးနော်ရှေ့ကတော့နည်းနည်းတူမယ်တော့ရှေ့ကမတူနော်နောက်ကတော့တူမဲ့အပေါ်လေးနည်းနည်းတူမဲ့ဒါလေးတွေပဲပြောလို့ရဘေးနာခြုံကျင်နဲ့ဝိုင်းကျင်နဲ့ဆိုဒါလေးပဲပြောတတ်တယ်အဲ့ဒီပြောတဲ့စကားလုံးကနှစ်ခုပဲရှေ့တစ်ခုကတူအောင်လုပ်မှာတစ်ခုကရှေ့အောင်လုပ်မှာအဲ့တော့စပင်ညက်မယ်ဆိုရင်တူအောင်လုပ်တတ်ဖို့နဲ့ရှေ့အောင်လုပ်တတ်ဖို့သိဖို့လိုတယ်အခုဆရာညက်တတ်တဲ့ပုံမျိုးဆိုရင်အောက်မှာသူကစပင်ကိုအပေါ်တူအောင်လုပ်ရတဲ့ပုံစံတစ်ခုရှိတယ်သူကအဲ့ဒါမျိုးတွေ့ပြီးတော့ခြုံတဲ့ပုံစံပြီးဘေးတူအောင်လုပ်ထားတယ်ဆိုရဲတူအောင်လုပ်တဲ့ဟာတစ်ခုထည့်သုံးလာတယ်ဒီပုံမှန်ကျတော့ဆရာရှေ့ခြင်းတယ်ရှေ့ခြင်းတဲ့ကရှေ့အောင်လုပ်တဲ့ technique ကိုစဉ်းစားတယ်ရှေ့အောင်လုပ်တဲ့ကမှာ direction မှာတူအောင်လုပ်တဲ့ direction က straight direction ဖြစ်ပြီးတော့တူအောင်လုပ်တဲ့ degree က straight direction ဖြစ်ပြီးတော့ရှေ့အောင်လုပ်တဲ့ direction က move direction ဖြစ်တယ်ဆိုတာတွေပြီးရင် degree မှာလည်းနှိမ့်တဲ့ငယ်တဲ့ degree တွေကရှေ့အောင်လုပ်ပြီးတော့မြင့်တဲ့ degree တွေကြီးတဲ့ degree တွေကတူအောင်လုပ်တယ်ဆိုတဲ့သဘောတရားတွေသိပြီပြီးရင် direction မှာလည်းအရန်ကိုင်းတူတယ်စုလိုက်ရင်နည်းနည်းပြန်ရှည်လာတယ်ဆိုတဲ့သဘောတရားလေးတွေကိုထည့်သုံးပြီးတော့ညှက်တာဖြစ်ပြီးတော့အဲ့ဒါကိုအဲ့လိုလိုက်နာပဲနဲ့ degree တွေအကြောင်းစဉ်းစားမယ်ပြီးရင် degree တွေနဲ့ပဲတန်ဖိုးတွေဆုံးဖြတ်သွားမယ်ဆိုတော့နည်းနည်းလွဲနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီပုံမှာဆိုရင်ဆရာက90မသုံးမယ်အောက်က135တောင်းတယ်ပေါ်135တောင်းလို့မရတယ်အောက်က135နှစ်ပုံနဲ့ခွဲပြီးတော့ကလေးညှက်ပြီးတော့ပေါ်က135ကိုသုံးပုံခွဲပြီးတော့စွလေးညှက်သွားရင်အဲ့135နှစ်ခုမတူတန်ဖိုးမတူပေါ်က135စပင်ပို့ထူနေတာတွေ့ရနေမယ်ခွဲထားတာအလဲတက်တက်ရပဲခွဲတာစီရနော် A ကပို့ပြီးတော့စပင်ပါပြီးတော့ B ကစပင်ပို့ထူသွားတာကိုတွေ့ရမယ်သဘောတော့တူညီတဲ့ degree သုံးတာတော့မှရွေးလိုက်တဲ့ပုံစံပေါ်မူတည်ပြီးတော့ degree တွေကတန်ဖိုးပြောင်းသွားတယ်လို့သိထားရင်နော်ရပြီပေါ့နော်โอเคအဲ့ဒီတစ်ဖက်ကိုထပ်ညှက်ပေးမယ်ဆရာဒီခုနနောက်ဆုံးကြံခဲ့တဲ့ပုံရှိသေးတယ်เนาะအဲ့ဒီပုံကိုပြန်ညှက်မယ်ဆရာလက်ပြောင်းမြန်နဲ့ကွဲနေတဲ့ပုံမှာဆိုရင် style ကဒီနားမှာနေရမှာ
ပုံမှန်ဆိုရင်ဒီဘက်မှာနေရမှာပေါ့နော်အဲ့တော့စပင်ညက်တဲ့ကံမှာအတဲ့တွေရောပေါ့နော်ပြောင်းမြန်တွေရောအဲ့လိုမျိုးပေါ့ညှက်တယ်ဘယ်ညာပေါ့နော်ပြောင်းမြန်ဆိုတာညာတန်ဖြစ်တာဘယ်တန်နဲ့ညှက်ခိုင်းတာမဟုတ်ဘူးစပင်ညက်ရင်လူတွေကစပင်ရဲ့နောက်မှာအမြဲရက်ထားကြားတယ်စပင်ရဟိုဘက်မှာစပင်ရရှေ့မှာရက်ပြီးတော့စပင်ပြောင်းမြန်လှည့်ပြီးညှက်တက်တာမျိုးလေ့ကျင့်နိုင်တာဖြစ်တယ်နော်အဲ့ဒါလေးကတစ်ခါတည်းအသုံးနဲ့ဘာကြောင့်လဲဆိုတော့ဆရာတို့နောက်ရှေ့ပိုင်းကိုညှက်တဲ့အခါမှာအဲ့တည်းရှိမသွားခြင်းနောက်ကလှမ်းခြင်းပြောင်းမြန်တစ်ခါအမြဲညှက်ကြတယ်အဲ့တော့နောက်မှလည်းဆရာတို့ကင်မရာသဘောတရားကြောင့်ဒါမှမဟုတ်ကိုကလည်းမသွားခြင်းလို့ပေါ့ဒါမှမဟုတ်အကြောင်းတစ်ခုကြောင့်တနေရာပဲလှည့်ပြီးညှက်ခြင်းတယ်ဆိုပြောင်းမြန်တစ်ခုညှက်မှရတယ်နောက်မို့ဆိုရင်ဆရာတို့တို့တွားညှက်ကြတဲ့ပြဿနာရှိအခုကတော့လေ့ကျင့်တဲ့လူမတက်ရက်တဲ့ဘက် position မှားမှာဆိုလို့ဆရာဒီဘက်ကအတက်ပုံစံလာညှက်ပြတာပုံမှန်ဆိုရင်ကျွန်တော်ဟိုဘက်ကနေနေတဲ့ဒီဟာကိုလှမ်းညှက်နိုင်တယ်ပေါ့နော် Okay သူ့လည်းအပေါ်ကခုနအလဲညှက်ထားတဲ့60ရဲ့ guideline လေးနဲ့ပဲတိုက်ပြီးပြင်မယ် guideline ကိုဆရာတစ်ချောင်းနဲ့အမြဲတမ်းထုတ်လိုက်တာကိုသတိထားမိပါပေါ့အဲ့ဒါဘာကြောင့်မှမဟုတ်ဘူး guideline ကိုထင်ထင်ရှားရှားလေးမြင်စေခြင်းလို့ပုံမှန်ဆို guideline အလွာလည်းကြီးထုတ်လိုက်တဲ့ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့တစ်ချောင်းချင်းထုတ်ညှက်ရင်ပို့ပြီးထင်ရှားလို့ပြီးတော့ကိုထည့်ချင်တဲ့ဘီထဲမှာထည့်လိုက်တာဖြစ်တော့guideline ရှင်းရှင်းလင်းလင်းတွေ့ရတယ်အလွှာလိုက်ကြီးထင်စပင်တူရှင်နဲ့ရောနေတယ်ပြီးတော့ဘလို့အချိန်နေမျိုးမှာ तू အနေများလဲဆိုတော့အဲ့တဲ့ step ကိုရင်တော့ညှက်ခဲ့တဲ့ step က60 step ညှက်ခဲ့တယ်ကိုကအခုပြန်ညှက်60 step ညှက်ရင် guideline တစ်လွှာလုံးယူလိုက်အဲ့ဒါနည်းနည်းရောနေတတ်တယ် guideline လေးတွေကနည်းနည်းတူတူခံစားနေတတ်တယ်အဲ့မလို့ကိုကစပင်ညှက်တော့မယ်ဆိုရင် तू ကဘာ step နဲ့လာခေါင်းနဲ့မထည့်တော့ဘဲနဲ့တချောင်းချင်းစီထုတ်ညှက်တာကနည်းနည်းအဆင်ပြေတယ်ပို့ပြီးတော့လေအပုံစံရှိတယ်အဲ့မလို့ guideline ကိုတချောင်းချင်းထုတ်ညှက်တယ်ဆိုတဲ့ပုံစံကိုရှင်းပြမယ်ဖြစ်ပါတယ်။ Okay ဒီစပင်ပုံစံမှာကြည့်အပေါ်ကထူသွားတဲ့ပုံစံရှိတယ်။အောက်ပိုင်းကလည်းခုနပြောတော့တွယ်သွားတဲ့ပုံစံပါသွားတဲ့ပုံစံရှိတယ်။အပေါ်ကလည်းထူသွားတဲ့ပုံစံလေးရှိတယ်ပေါ့နော်။ဒီပုံဆိုရင်ရိုင်းအားထုတ်စရာမလိုဘူးကွာ။ theory ကစပယ်ရဲ့သဘောတရားရောက်နားလဲရင်သူကညှက်လို့ရတဲ့ပုံတွေမှာသူကပါတယ်ပေါ့ဒီပုံလေးဘောနည်းနည်းထူပြီးအောက်ကတွင်နေတဲ့ပုံစံပြီးတော့သူညှက်ထားတာကတစ်ခွန်းတစ်ခုတိုင်းပြီးတော့ဖြတ်ထားတာဖြစ်တော့သူဆက်ဆက်မှုရှိပြီးသားကွာစပယ်ညှက်ရင်တစ်ခွန်းတစ်ခုဆက်ဆက်မှုရှိပါနံပါတ်1ချက်ဖြစ်တယ်အဲ့ဒါလို့ကျင်တဲ့ပုံစံရဖို့ကလည်းနံပါတ်2ပေါ့ဒုတိယအချက်ဖြစ်တယ်ပေါ့နော်ပုံမှန်ဆိုလူတွေကအဲ့ဒါရဖို့အတွက်အရင်စူးစမ်းတယ်အဲ့ဒါမှမရှိတဲ့သပင်ကိုဆရာတို့ရအောင်စူးစမ်းပြီးလို့မရအောင်သပင်ရဲ့ technique ထက်မှဝင်မှရတာဒါပေမဲ့အဲ့ဒါလိုချင်တာနဲ့နီးစပ်အောင်လုပ်ပြီးလို့ရတယ်အဲ့တော့ကိုသပင်ကိုအရင်ဆုံးဖြစ်တယ်သပင်မညံ့ညံ့ဆေးပဲဆူဆူကာလာဆူဆူဖြောင်းမယ်ဖြောင်းမယ်ကောက်ပဲကောက်ဆေးတွေပညာတွေထက်စပင်ကအရင်ရေးကြည့်ပါတယ်။နောက်အဲ့ဒါပါလာတဲ့စပင်အဲ့ဒါဆန္ဒအခြေအနေကအရေးကြီးတယ်လို့မှတ်ပြီးတော့လေ့လာရင်ပိုပြီးအတက်မြင်မှာဖြစ်ပြီးတော့ဒီဂရီတွေမှတ်ထားမယ်ဒါမှကာလာစနစ်တွေမှတ်ထားမယ်ဒါမှဖြောင်းနည်းတွေဒါဖြောင်းဆေးပေရကောင်းလဲလို့ကောက်ဆေးပေရကောင်းလဲလို့ဘလို့တွေလိတ်ကတာလဲလို့မှတ်ထားရင်လေ့လာတာသင်ယူရတယ်နည်းနည်းကြာမယ်လို့ကြံပေးခြင်းတယ်။ဘာကြလဲဆိုဘလောက်လိန်နည်းတွေကျွမ်းစပင်ကလိတ်လို့မကောက်နိုင်တဲ့စပင်ဆိုကောက်ကိုမကောက်ပါဘူးအဲ့တော့လိတ်တာနှောက်မကောက်တာအရင်ဖြစ်နေပြီလေအဲ့တော့အဲ့စပင်မကောက်မှအရင်ကြိုသိဖို့လိုတယ်အဲ့စပင်ကောက်မကောက်ဆိုတဲ့စံစားအခြေအနေကိုမသိဘူးအဲ့စပင်ကဈေးစွန်းအဲ့ light တင်လို့ရမရဆိုတဲ့ကာလာဆိုတဲ့သဘောတရားအခြေအနေကိုမသိဘဲနဲ့စိတ်ဆက်ထားမယ်တော့စပင်တွေကိုဘလို့တွေလိမ့်လိုက်မယ်တော့ဘလို့ဖြောင်းဆွေးတွေနဲ့ဖြောင်းလိုက်မယ်လို့ကြိုးစားတာကအချင်းကြီးဖြစ်မှာပါအဲ့တော့စပင်ညံ့ကောက်ဖြောင်းဆေးပဲဆိုစပင်ချင်းတွေကိုလေ့လာဖို့လိုပါတယ်ဒီစပင်မှာဆိုရင်ပါတဲ့စပင်ကိုကိုယ့်ရဲ့စပင် theory တွေကဘာတွေနဲ့သုံးမလဲဆိုတာကိုဆရာတို့ကပြန်ပြီးစဉ်းစားပြီးညှက်တာဖြစ်ပြီးတော့ကိုတင်ထားတဲ့ degree တော့ရှိတယ်90တဲ့ဆွဲတဲ့60တဲ့ဆွဲတဲ့135တဲ့ဆွဲတဲ့မှန်တယ်ဒါပေမဲ့အဲ့ဒါတွေကစပင်တိုင်းမှာဘယ်လိုထက်သုံးလဲကြိုတွေးတာလို့မှမရတာအဲ့ဒါလာတဲ့အခြေအနေအဲ့ဒါပြောတဲ့စကားလုံးမှမူတည်တော့သူစပါလာတဲ့စပင်နဲ့နိုင်ရှင်ပြီးတော့ဆရာတို့ကငါတင်တန်းမှာတင်ခဲ့တဲ့ဘယ်ဒီဂရီကဒီနေရာမှာညှက်ကမှာပဲပြီးရင်တင်တန်းမှာတင်ခဲ့တာနည်းနည်းလေးကားပေးမယ်ငါဒီခါတော့ရိုင်းကားပြီးညှက်မှာပဲတင်တန်းမှာတော့နည်းနည်းရွေးညှက်တယ်ဒါပေမဲ့ငါတော့3ပုံနဲ့ညှက်လိုက်မယ်ဒါမျိုးတွေပြောင်းတွေးတာစပင်ပညာဖြစ်ပြီးတော့တင်ထားတဲ့ဟာတွေကတော့လုတ်တက်အောင်ပဲရှိပြီးတော့လုတ်တက်တာကလက်ကပဲရှိပြီးတော့အတွေးခေါ်ဆိုတာစပင်ပညာအတွေးခေါ်တွေမှာရှိတာဖြစ်ပါတယ်အဲ့တော့အတွေးခေါ်တွေမြင်လာမယ်စဉ်းစားတတ်တဲ့ပုံစံမျိုးတွေပြောင်းလဲပြီးရင်စပင်ပညာသင်ရတာပိုလွယ်မယ်လို့ကြံပေးချင်ပါတယ်ဒီကနောက်ပိုင်းခြေနေဖြစ်တယ်โอเคအဲ့တော့နောက်ပိုင်းပြီးသွားရှေ့ပိုင်းစဉ်းစားမယ်ရှေ့ပိုင်းပြန်စဉ်းစားအဲ့ချိန်မှာရှေ့ပိုင်းကိုအဲ့ဒါတခုခုတောင်းနိုင်တယ်ပေါ့ကွာဥပမာတူချင်းရှေ့ချင်းတစ်ခုခုပေါ့ရှေ့လေးက white လေးတူအောင်လုပ်မယ်ဆိုတဲ့ဟာမျိုးပုံမှန်ဆိုတော့ခုခက်စားတာရှေ့တူပြီးတော့မျက်နှာရှေ့ white နေတဲ့ပုံလေးတွေခက်စားတယ်ပေါ့အဲ့လိုပုံစံမျိုးတောင်းခဲ့ဆိုရင်စပင်ကပါနေတယ်ဆိုရင်ဆရာတို့ဘယ်လိုစဉ်းစားလို့ရလဲ theory တစ်ခုစဉ်းစားလို့ရတယ်စပင်ညက်ရင်
A နဲ့ B နဲ့ C နဲ့မှတ်ထားပါ A ကနောက်ရဲ့အောက်ပိုင်းဖြစ် B ကနောက်ရဲ့အပေါ်ပိုင်းဖြစ် C ကရှေ့ချမ်းပေါ့အဲ့ဒါမို့ရှေ့တွေနောက်တွေတိတ်ပြောမပြောတော့ဘဲနဲ့ ABC နဲ့ပြောချင်တယ် B ရဲ့ degree တက် C ရဲ့ degree ကကြီးရင်ရှေ့စပင်ရှေ့မှာဖြစ်ပါတယ် B ရဲ့ degree တက် C ရဲ့ degree ကငယ်ရင်ရှေ့စပင်တူမှာဖြစ်ပါတယ်အဲ့ဒါမို့တော်တော်များများသိထားတာ degree တွေကို degree ငယ်ရင်စပင်ရှေ့တဲ့ degree ကြီးရင်စပင်တူတွေကိုထင်တယ်အဲ့ဒါကရှေ့ပိုင်းမှာဆိုရင်ပြောင်းလဲသွားပါတယ်ဆန့်ကျင်ဘက်ဖြစ်ပါတယ်နောက်မှသိထားတဲ့အရာရဲ့ဆန့်ကျင်ဘက်စပင်ကအပေါ်ကညံ့ရင်အောက်ရဲ့ theory ကဆန့်ကျင်ဘက်ဖြစ်သွားတယ်အောက်ကဆန့်ကျင်ရင်အပေါ်ကိုတင်ခဲ့တယ်ကိုစပင်ညံ့အောက်ကနေဆန့်ကျင်တယ်ပြီးရင် B ကိုတွားညှက်တာကိုတင်ခဲ့တဲ့လူတွေပဲများပါတယ်အတိုင်းပဲတင်ပါတယ်ဒါပေမဲ့ B ကနေစညှက်ပြီး A ကိုတိုင်းဖြတ်မယ်ဆိုရင် theory တွေကိုတင်ခဲ့တဲ့ဟာတွေကအကုန်လုံးပြောင်းပြန်ပြီးဖြစ်သွားတယ်အဲ့လိုပဲ B ကနေတော့ C ကိုစညှက်မယ်ဆိုတော့ကိုသိထားတဲ့အရာတွေကပြောင်းပြန်ပြီးဖြစ်ပါတယ်လို့မှတ်ထားရပါတယ်အဲ့ဒါကိုမယုံရင်စညှက်ကြည့်လို့ရတယ် B ထက် C ကငယ်နေရင်စပင်2မှာဖြစ်ပြီးတော့ B ထက် C ကကြီးနေတယ်ဆိုမှစပင်ရှင်မှာဖြစ်ပါတယ်အခုကသူကစပင်အရန်ရှည်ပါနေတဲ့စပင်နဲ့ရှင်လဲကျဲတဲ့ပုံစံဖြစ်တယ်တူနေတဲ့စပင် weight နေသွားတဲ့ပုံစံဖြစ်တော့သူ့ကိုတူညီတဲ့ degree ပဲတုံးမယ်အဲ့ဒါအပေါ်ပိုင်းမှာ90တုံးတာဖြစ်တော့ဆရာ90ပဲတုံးတယ်ပြီးရင်ရှေ့ပိုင်းကိုလည်းဆရာတစ်ခါတည်းညှက်ပါတယ်စပင်ညှက်ရင်အတက်နိုင်ဆုံးတစ်ခါတည်းနှစ်ခါအဲ့လိုမျိုးညှက်နိုင်ဖို့ကြိုးစားပါအဲ့ဒါကစပင်ကိုပူညှိနိုင်တယ်ပေါ့နော်ညှိနိုင်ချေများတယ်နည်းနည်းချင်းညှက်လို့မညှိဘူးပြောတာမဟုတ်တော့ဒါပေမဲ့တစ်ခါတည်းညှက်လိုက်တာကအချိန်ရည်နေတာကညီနိုင်ချေပူများတယ်လို့ပြောချင်တာပါအဲ့တော့ degree တစ်ခုပဲအရင်တန်မိုးတွက်ပြီးတော့ degree ကို90ယူပြီးတော့ပဲရင်းညက်ပါတယ်စပင်ညက်ရင်သူ့အပိုင်းနဲ့သူစဉ်းစားရတာဖြစ်ပြီးတော့ကိုအကုန်ထည့်သုံးလို့မရဘာကြောင့်လဲ degree က degree တန်မိုးပဲအလုပ်လုပ်နေတယ်တပင်ဘာမှမလုပ်ပေးနိုင်ဘူးdegree ဒီ degree လေးတော့မြတ်စပင်နဲ့ white ချင်နေလို့မရဘူး degree ကစပင်ကိုသူ့ရဲ့တန်ဖိုးတိုင်းပဲလိုတော့ပဲ white နိုင်တယ်ဟိုကွစ်ချင်တဲ့ဒီကွစ်ချင်တဲ့ပြီးဟိုတိုချင်တဲ့ဒီတိုချင်နေတာ degree နဲ့ဘာမှဆိုင်ပါဘူးအဲ့တော့ဒါပေမဲ့စပင်ရဲ့ degree ရင်ပါရတယ်ဆိုတဲ့သဘောတရားရှိတယ်လေအဲ့သဘောတရားအတိုင်းပဲ degree ကိုအရင်ကြိုးစားပါ degree ကိုအရင်မှန်သွားပြီဒါမှ degree ကိုတစ်ခါထည့် degree ထည့်ပြီးတော့ညှက်ပြီးသွားမှကျန်တဲ့ကွစ်ချင်း white ချင်းဆိုတဲ့ကိစ္စကိုသုံးပါပဲအဲ့တော့ share စပင်နဲ့တစ်ချောင်းယူနေယူပြီးတော့ဒီဟာတွေနဲ့တွင်လဲစပင်တိုင်းတဲ့ခါမှာဘေးချင်းကပ်တိုင်းရတာကပို့ပြီးတော့မှန်နိုင်ရင်များတယ်တော့မှတ်ထားရတယ်เนาะအဲ့တော့နောက်ကဟာကို shit တလွှာပဲတိုင်းတယ်ပြီးရင်အဲ့ shit ချင်းချင်းကိုပြန်တိုင်းတယ်လို့စပင်ကအဲ့လိုမျိုးတိုင်းမှာပုံညီတယ်လို့သိထားရတယ်ပေါ့เนาะအဲ့တော့ရှင်းနှစ်ခုကိုညှက်လိုက်တယ်ရှေ့က90ပဲတောင်းတယ်ရှင်းနှစ်ခုကဒီလိုလေး white တင်တဲ့ပုံစံတော့ရှိကောင်းရှိမယ်အဲ့ဒါကလူစပင်မှာအဲ့လောက်ကြီး white မနေဘူးဒီမှာတော့စပင်ပါလို့အဲ့လို white တဲ့ပုံစံပြန်မယ်သူ့ကို white ထွက်သွားအောင်ပြန်လုပ်ဖို့လိုတယ် white ထွက်သွားမယ်ဆိုဆရာတို့ကလူတော်တော်များများကရှေ့ကိုဆွဲတဲ့ပုံစံတွေဒီလိုပုံစံတွေသုံးလေးရှိတယ်ပေါ့ဒါပေမဲ့ရှေ့ဆွဲတဲ့ပုံစံကမဝါဘူးလားဆို white တယ်ဒါပေမဲ့သူ့မှာကန့်သက်ချက်ရှိတယ်စပင်ကောင်းအကုန်ဆွဲပြီးသွားရင်သူကလိုချင်တဲ့ပုံစံတူချင်းရှေ့ချင်းနေမရနိုင်အတက်ကိုရှေ့ဆွဲပြီးသွားရင်နောက်ထပ် position နောက်တစ်မျိုးထပ်သုံးပေးဖို့လိုတယ်အဲ့ဒါကတော့ပုံမှန်တိုင်းပဲရှေ့ကိုဘယ်လိုနည်းနဲ့ပဲဘာ degree ဆွဲပေါ့နော်မတစ်ခုခုအရင်ဆွဲတယ်ပေါ့ okay ရှေ့တစ်ခုဆွဲတယ်ပြန်ကြည့်မယ်ရှေ့စပင်အနှဲငယ်တူသွားပြီသူ့မှာကန့်သက်ချက်ရှိတာတဲ့ရှေ့စပင်တူတယ်ခေါင်းရဲ့ဖွဲ့စည်းပုံကြောင့်ဒီနေရာနဲ့ရှေ့တူနေလွဲနေတာကိုညက်လိုက်ညက်ကြည့်သိနိုင်မယ်ဆရာကပြောတယ်တစ်ချက်ချင်းလိုက်ညက်ကြည့်သိနိုင်မယ်ဒီကောင်ကိုရှေ့ဆွဲတစ်ခုဆွဲလိုက်တာရှေ့စပင်နဲ့ဒီနောက်ရှေ့ပိုင်းရဲ့နှစ်ပိုင်းကွဲထွက်သွားတယ်ရှေ့မှာစပင်လေးတက်ချီပြီးတော့နောက်ဟာနဲ့သူနဲ့ဆက်ဆက်မှုလွတ်သွားတတ်တယ်အဲ့ဒါကစပင်ရဲ့ဥကောင်းဖွဲ့စည်းပုံကြောင့်လို့ဘုံမှတ်ထားရတယ်โอเคဒါပေမဲ့အတိုင်းပဲအရင်တစ်ချက်ညက်တယ်အဲ့ဒါမို့စပင်ညက်တစ်ချက်သေးနဲ့ဒီဂရီတစ်မျိုးပဲတောင်းတယ်အကုန် perfect ဖြစ်ချင်လို့မရဘူး direction လေးကအရှေ့ဆွဲလေးဆွဲလိုက်ရုံနဲ့စပင် white သွားမှာမဟုတ်ဘူးတခါတည်း international video တွေကြည့်ရင်ဒါကိုလူတွေနားလည်မှုလွဲသွားတယ်သူတို့ပြလိုက်တာဖြတ်ကနေညက်ပြတယ်တစ်ချက်လောက်ပဲသူတို့ကညက်ပြတာ video ပေးတဲ့မညက်ပြဘူးပြီးသူတို့ရှင်းပြတဲ့စကားလုံးနားလဲတယ်လို့ရှိတယ်နားမလဲလို့ရှိတယ်ပြီးရင်တချို့က video ထဲမှာမရှင်းပြဘူးညက်ပဲညက်ပြနေတာမျိုးအဲ့မှာနေသူတို့တစ်ချက်လဲနောက်ဆုံးအချက်လေးညက်ပြီးတော့ပြလိုက်ရုံနဲ့ white ခနဲ့ဖြစ်သွားတော့သူတို့အတ္တတစ်ခုတည်းနဲ့ရတယ်လို့ထင်တယ်မဟုတ်ဘူးစပင်မညာတစ်ချက်တည်းနဲ့ဘာမှလုပ်လို့မရဘူးဒီဂရီတစ်ခုသုံးမျိုးอ่ะကျွန်တော်လိုက်သုံးပါသေးတယ်ရှေ့ပိုင်းမှာဆိုရဲ့ position အခုဆိုခုနဒီဂရီက position တစ်မျိုးရှေ့ကတစ်မျိုးဆွဲနှစ်မျိုးနောက်ထပ်နှစ်မျိုးလောက်ထပ်သုံးဖို့လိုတယ်၄မျိုးလောက်ဆွဲမှာရှေ့ကကိုလိုချင်တဲ့ perfect ဖြစ်တဲ့ပုံတစ်မျိုးရတာပေါ့နော်โอเคအဲ့တော့ခုနကတော့သူရဲ့အောက်ဆုံးချောင်းနဲ့နောက်ချောင်းနဲ့ပဲတိုင်းတယ်အခုကျတော့သူတို့ချင်းချင်းပဲပြန်တိုင်းတဲ့ပုံစံကိုသုံးတယ်စပင်ညံ့ရင်ဘေးကအကိုင်လိုင်းတစ်ခါတလေယူရဲပေးရရင်ချင်းချင်းပြန်တိုင်းတယ်ဆိုတဲ့ပုံမျိုးသုံးတယ်လို့မှတ်ထားရင်ရတယ်အဲ့တော့
ရှေ့နှစ်ချမ်းနှစ်ခုမှာရှေ့နှစ်ခုတူသွားတဲ့ပုံစံလေးသူကစရနေပြီနောက်စပယ်လည်းရှည်တော့မယ်ရှေ့နှစ်ခုပဲတူတယ်ပြီးရင်ဘာကြောင့်ရှေ့နှစ်ခုကတော့တိုင်းကြမလို့စပယ်ညံ့ရှေ့ဆောင်နဲ့ချင်းတိုင်းကြည့်အဲ့စပယ်အတူရှိတူတူတယ်စပယ်တော်တော်များများစပယ်ညံ့နောက်နဲ့တိုင်းတာတွေ့ရတယ်ဒီနောက်နဲ့တိုင်းနေတာတွေ့တယ်ပြီးရင်ဒီဘက်လည်းနောက်နဲ့တိုင်းလာတွေ့တယ်အဲ့ဒါကရှေ့ကြရင်စပယ်လွဲသွားတတ်တယ်တွဲနိုင်ခြင်းများတယ်ပေါ့ဒီဗီဒီယိုကြည့်တဲ့လူကကျွမ်းပြီးသားလူဆိုကြည့်မှာမဟုတ်တော်ပြီးသားလူဆိုကြည့်ရလူကပညာတစ်ခုလိုလိုကြည့်တာကျင်းနေတယ်အဲ့ဒါကိုမငင်းနဲ့အဲ့တော့ तू ကမားနေကြလို့မို့လို့လာကြည့်တာအဲ့တော့အဲ့လိုလူမျိုးအတွက်အကြံပေးချင်တာစပင်းညက်တိုင်းလွယ်တယ်လို့နောက်ကညက်တိုင်းလွယ်တယ်လို့ပြောတာမဟုတ်ဘူးစကားလုံးကရှိသေးတယ်နောက်ကညက်တိုင်းလွယ်တာမဟုတ်ဘူးဒါပေမဲ့ဒီဗီဒီယိုကြည့်တဲ့လူကပညာလိုလို့လာကြည့်တာဖြစ်တော့ကျင်းနေတယ်နောက်ကတိုင်းဖြန့်လွယ်နေကြလို့ဖြစ်နိုင်တယ်အဲ့တော့နောက်ကတိုင်းမယ်နဲ့ share တိုင်းလို့ကြံပေးချင်လိုက်တာအမှန်တော့နောက်ကတိုင်းတိုင်း share တိုင်းတိုင်းမှန်အောင်ညှက်နိုင်အကုန်ကြီးတယ်ဒါပေမဲ့ပို့ပြီးတော့ဘရားပို့လွယ်ကူလဲခုမှလေးလာတဲ့သူတွေအတွက်ဘရားပို့ဆင်ပြေလဲဆိုတာကိုညွှန်တာဖြစ်ပါတယ်โอเคအဲ့တော့ဒီစပယ်မှာကြည့်မယ်ဆိုရင်သူတို့လက်ထဲထည့်ကြည့်လိုက်ပို့သိတာတယ်ဒီနာအတူနဲ့ဒီနာအတူနဲ့ဒီရှည်နဲ့တတ်အုပ်စုကွဲနေတာတွေ့ရမယ်အဲ့ဒါကရှေ့ပိုင်းညက်အတိုင်မြေဖြစ်တယ်အဲ့ဒါကိုတစင်ညက်လိုက်ညက်ကြည့်ပြီးတော့အခုဆက်ပြတိုင်းတစင်ညက်လိုက်ညက်ကြည့်ပြီးတော့ခုကိုပြန်ပြီးဆုံးဖြတ်ကြည့်အဲ့စပယ်ကမညီသေးဘူးမညီသေးတာတိုင်းဖြစ်တာမညီတာမဟုတ်ဘူးခေါင်းရက်ဖွဲ့စည်းပုံညမြင့်တဲ့နေရာမှာရှိတဲ့စပယ်နဲ့နေတဲ့နေရာမှာရှိတဲ့စပယ်နဲ့ကြတာမတူပြီးတော့စပယ်ခေါင်းတွေကစပယ်နဲ့ဝိုင်းလေးတွေနှထင်ပုံစံလေးတွေအဲ့လိုမရှိတော့တနည်းအားဖြင့်စပင်တူးတယ်တွေမတူတတ်ဘူးအဲ့ဒါကိုပြန်တူကျင်တယ်ဆိုဆရာတို့ကဒီနောက်ဖက်တဲ့ပေါ့ဒီရှေ့ဘယ်ဘက်ညာဘက်ချမ်းကိုညှက်မယ်ဆိုရင်ဘယ်ဘက်နောက်ဖက်ကိုပြန်ပြီးတော့90ဒီဂရီပုံစံလေးနောက်တက်ကိုပြန်ဆွဲတဲ့ညှက်တဲ့ပုံစံတော့လေတိုင်းမဲ့တိုင်းညာခုနရှေ့အတူဆုံးလေကချောင်းတယ်အတူဆုံးချောင်းတဲ့တိုင်းပြီးတော့ပိုနေတဲ့အရာတွေသပင်တွေကိုညှက်ချလိုက်အဲ့လိုဆိုရင်သပင်ကပြန်တိုင်းကြည့်လိုက်ရင်ခုနချက်မတူသွားပဲနဲ့ခုနစပင်ကအတိုင်းပဲဘာကြောင့်သူ့အလဲချောင်းနဲ့ပဲတိုင်းလိုက်တာဖြစ်ပြီးတော့သူ့ရဲ့ဆန့်ကျင်ဘက်စန့်ကျင်ဘက်ကိုတွားလိုက်တာဒီဟာကညာဘက်ချမ်းအဲ့တဲ့ညာဘက်ချမ်းညာနောက်ကိုတွားတာမဟုတ်ဘယ်ဘက်နောက်ကိုစန့်ကျင်ဘက်တက်တန်သွားပြီးတော့ညှက်ချလိုက်တာစပင်ကအများကြီးတာညှက်မိသွားတာတကယ်တမ်းသူကဒီမှာကျတော့ white ထွက်သွားတဲ့ပုံစံဖြစ်သွားပြီးတော့ခုနညှက်ထားတဲ့ပုံထက်တူသွားတာကိုမရှိဘူးပေါ့နော်โอเคအဲ့တော့ဒီဘက်ချမ်းကလည်းအဲ့လိုမျိုးပဲဒီပိုင်းကိုညှက်ရင်တခုပဲဟိုဖြစ်ကြတာဟို guideline ရှာစရာမလိုဘူးသူကရှေ့ဆုံးစပင်နဲ့အမြဲတိုင်းဘာကြတဲ့တော့ခုနရှေ့ဒုတိယအချိန်ညှက်လိုက်တယ်ဒီတွေကနံပါတ်1ပြီးရှေ့ကိုညှက်လိုက်တယ်နံပါတ်2အဲ့နံပါတ်2မှာညှက်ထားတဲ့အလဲချောင်းအတူနဲ့ပဲအဲ့နောက်ကိုဆွဲတဲ့ခါမှာအမြဲတိုင်းအဲ့အလဲချောင်းလေးနဲ့ပဲလမ်းတိုင်းတဲ့ပုံစံတော့နေပေါ့နော်ပြီးသွားမှာကညာဘက်ဆိုဘယ်ဘက်နောက်ဘယ်ဘက်ဆိုရင်ညာဘက်နောက်ကိုသွားရတာညာဘက်ချမ်းရဲ့နောက်ဘက်ကိုစပင်ဥတည်နေတဲ့ပုံစံမျိုးသွားရတယ်ဘင်းအလဲကအတူဆုံးချောင်းနဲ့တိုင်းဖြတ်လိုက်တာတော်တော်များများဖြတ်မိတာတွေ့ရလိမ့်မယ်ဒီလောက်များများပြတ်မိသွားတာတွေ့ရမယ်စိတ်မပူနဲ့အဲ့ဒါသပင်ပုံပိုညီသွားတာလို့သိထားရပြီဒါမို့လို့နောက်တိုင်းသပင်ညှက်ပူတွေချင်းပိုသိတာပါတယ်သပင်ညှက်ရဲ့ position တွေအများကြီးသုံးပြီးတော့ sheet တစ်ချောင်းခဏခဏညှက်နေတာဟိုလွှာလေးယူလိုက်ဒီလွှာလေးယူလိုက်အဲ့မလို့အဲ့လိုညှက်ချင်လို့သပင်တစ်ခုလုံးတစ်ခါတည်းညှက်လိုက်တာကွာနည်းနည်းချင်းနဲ့ဒီမှာညှက်ထားမယ် sheet ကိုလည်းထပ်ပြီးနည်းနည်းညှက်ထပ်ညှက်နေမှာပြီးရင်ဟိုလည်းထပ်ညှက်မယ်သူအကြာကြီးညှက်ကမှာလေသပင်ညှက်ရဲ့ပုံမှန်ဆို15မိနစ်လောက်နဲ့ပြီးတင်တာပေါ့အများဆုံးပေါ့နော်အပုံစံတွေကပြီးတင်တယ်ဒါပေမဲ့ဒါကအချိန်ကတော့နောက်ပိုင်းလေးကျင့်သွားရအချိန်ကပညာနဲ့ဘာမှမဆိုင်ဘူးခုဘယ်လောက်ထိလက်မြန်လဲဘယ်လောက်ထိလင်းမြန်လုံနိုင်တဲ့ပုံမှုတွေတော့သူကပညာနဲ့မဆိုင်တော့နောက်မှတစ်ဖြည်းဖြည်းလေးကျင့်ဘူးသိစေချင်တာကစပင်ညှက်ရင်အလွာတွေနည်းနည်းချင်းညှက်ရင်ပုံညီလေးရှိပြီးတော့ပြီးရင်တကားတဲ့ပုံရှေ့ချမ်းဆွဲရှေ့ချမ်းကိုဒီဂရီတစ်ခုတည်းသုံးရုံနဲ့မပြီးသွားပဲနဲ့ direction တွေပြီးတော့ရှေ့ဆွဲနောက်ဆွဲဒါမျိုးပုံစံမျိုးတွေပေါ့အဲ့တော့ပြောတော့အကုန်6သုံးလို့မရအောင်ထိုက်တင်လို့တောင်းရတာပေါ့နော်ဒီသပင်ကဘာလိုချင်နေတဲ့သပင်အဲ့ဒါဘာတောင်းဆိုပြီးတော့ဒီသပင်ကဘာတွေနဲနေတာလဲ weight တွေနဲနေတာလားဒါမှမဟုတ်အတူတာရှည်တွေနဲနေတာအတူတွေများနေတာဒါမျိုးတွေပုံစံပေါ့အဲ့မျိုးတွေသိပြီးသွားမှာဒီသပင်ပုံစံကိုဘယ်လိုတွေပြောင်းလဲမယ်ဆိုတော့ကိုယ်သပင်တင်တော့အသင်ငယ်တဲ့ technique တွေကိုနားလည်ပြီးတော့အတိုင်းလေးညက်ပေးတဲ့ဟာမျိုးပေါ့နော်အဲ့တော့တဲ့ဘော plastic ကောင်းဆိုတော့ပုံသွင်းပြလို့မရဘူးဒါပေမဲ့ဒီလိုပုံလေးထွက်တယ်အဲ့ဒါလေးကိုဆရာကသူအိမ်မှာကပုတ်ကယိုနဲ့ဘယ်လိုပုံစံလေးထွက်လဲဆိုတော့ဆရာပုံစံအကျန်းလေးပုံသွင်းပြီးတော့လုပ်ပြမယ်ဒါဆိုရင်တော့ဒါပုံသွင်းလို့မရဘူးလေဆရာတို့ဒါ plastic spin ဆိုတော့ဒီလိုပုံစံလေးသူကဖောင်းတဲ့ပုံစံထွက်တယ်အပုံစံကိုဆရာတို့ကဒီလိုခါကြည့်လိုက်ဒါစပင်းနဲ့တကယ်ညက်လို့
ကိုညက်တဲ့ပုံစံစင်ပြမ်းပြတာတင်အဲ့လိုခါကြည့်လိုက်ကွာခါကြည့်ရေလေးနဲ့ဖြတ်မို့လို့ကွာသူကတော့ဝိတ်နေတော့ဝိတ်နေတော့လေလွင့်တာပေါ့ကွာရေလေးဖြန်းပြီးတော့တေချာလေးခါကြည့်လိုက်ခါကြည့်လိုက်ပြီးတော့စပင်ရဲ့အကွေ့ဝိုင်လေးကိုကြည့်လို့ရဒီနားမှာဆိုရင်ကိုထည့်ထားတဲ့အဝိုင်လေးတွေတွေ့ဖို့လိုတယ်ဒီမှာဆိုရင်ကိုကအချွန်ဖန်တီးထားရဆိုရင်ဒီမှာအချွန်ပုံစံရှိလို့ရတယ်ဒီ box tag ကိုကွာကျဲတဲ့ပုံစံမျိုးလိုချင်တယ်ဆိုရင်ကျဲတဲ့ပုံစံမျိုးရှိတယ်ဒီဘက်ကစင်ရှည်ရောပုံစံတိဆောက်ထားတယ်ဆိုရင်ဒီမှာစင်ရှည်ရောရှစ်တို့နောက်ရှိတဲ့ပုံစံမျိုးရှိတယ်နော်ဒီပုံစံမျိုးပေါ့အဲ့ဒါကပုံချမ်းပေါ့သပင်ညက်ရင်တော့သပင်ညက်တဲ့နောက်မှာ point gas slide တွေထည့်ရတယ်ပုံသွင်းဖို့တွေကြံတယ်ပေါ့နော်အဲ့ဒါတွေရောတီးဖို့လိုတယ်အဲ့ဒီရထပ်ထည့်အောင်ပါကွာဒါ foundation မှာ frame ရရှိသေးတယ်သူ့ရဲ့နောက်မှာ position နောက်တစ်2မျိုး3မျိုးထပ်ထည့်အောင်ပါ point gas slide ထည့်ရမယ်ခုနလိုကအဖျားတွေပိုတိုချင်းညှိဖို့လိုတယ်ပြီးရင်ဇီးဆက်တွေပါထည့်အောင်အဲ့ဒါတွေရရှိမှာနော်အဲ့ဒါရတစ်ဖြည်းဖြည်းပေါ့တော့နောက်ပိုင်းချောတက်တဲ့အပိုင်းတွေမှာသွားမယ်ကိုကတော့ကျတော့မူရင်းပုံချမ်းတစ်ခုကိုညက်ပြတဲ့ပုံစံပြီးရင်ဒီပုံစံကိုရုပ်ကောင်းမှာ2ကြိမ်လောက်4ကြိမ်လွှဲတယ်ဆရာတင်မဲ့ပညာခတ်တယ်လို့ပြောမှာမဟုတ်ဘူးဆရာအခြေခံမှာနည်းနည်းခတ်အောင်ခတ်တယ်လို့ခံစားရတဲ့တင်ရိုးတင်တတ်တယ်အဲ့ဒါကလည်းနောက်ပိုင်းအမြင့်မှာဆိုလွယ်သွားလေးရှိတယ်အဲ့တော့ဆရာအခြေခံကိုလူတော်များများတိတ်မလိုက်နိုင်တာတွေ့ရတယ်ဒါပေမဲ့ဆရာဘာလို့ပြောလို့မရဘူးလေသပင်ပညာကိုဆရာသပင်ပညာတိုင်းပဲသင်တတ်တယ်ဆိုတော့အတိုင်းပဲသင်လိုက်တာပေါ့ဆရာနီးပညာနဲ့ရှင်းပြဆိုမရှိဘူးဘာနီးပညာပါလဲသပင်ပညာလေးဆရာထည့်ထားခြင်းမရှိဘူးသူ့ရဲ့မူရင်း technical တိုင်းပဲဆရာတို့ရှင်းပြတယ်ဒါတော့ရှင်းနေဘယ်နှခုရှိတယ်400ဘယ်နှခုရှိတယ်ဒီဂရီဘယ်နှခုရှိတယ်အဲ့ဒါဘာလုပ်တယ်2အောင်ရှင်းအောင်ဘယ်သူတွေလုပ်တယ်ဆိုအုပ်စုတွေခွဲတယ်ဆရာလည်းလုပ်ပြတယ်2ခုပဲရှိတယ်တစ်ခုက2အောင်တစ်ခုက8အောင်ဒီဂရီထဲမှာဘယ်ဒီဂရီက2အောင်လုပ်တယ်ဘယ်ဒီဂရီက8အောင်လုပ်တယ်ဒါတော့ရှင်ထဲမှာဘယ်ဒါရရှင်ကသပင်8အောင်လုပ်နိုင်တယ်ဘယ်ဒါရရှင်ကသပင်2အောင်လုပ်နိုင်တယ်အဲ့ဒီချက်တွေသင်ကြည့်လိုက်ရဲ့အဲ့ဒါတူမယ်လို့ပြောဒါရရှင်3ပြီး2အောင်လောက်ကမှဒီဂရီ3ပြီး2အောင်လောက်ကမှလာပဲ style လေးကပြန်စဉ်းစားလိုက်ရုံပဲညက်ကမဲ့ဒီဂရီတွေဆွဲရမယ်နေရာတွေစောင်းတဲ့မစောင်းတဲ့နေခုနကတိုင်းတဲ့မတိုင်းတဲ့နေဘယ်နေရာတိုင်းရမယ်ဆိုတာလူတယောက်ပေါ်လာမှာဖြစ်တယ်ဒါကျန်တာ technical စာတွေ့တွေရှိတယ်အစာတွေလေးတော့ဆရာရဲ့ပြမှန်နဲ့တင်လာတယ်တစ်ချက်ပြန်လေးလာကြည့်အောင်ဒါအောင်မရှင်းတာရှိတယ်ဆရာရဲ့ချက်ပေါက်တောင်း Viber မှာချက်တင်တဲ့ဖုန်းနံပါတ်မှာလာမေးလို့ရပါတယ်ဒီနေ့ပုံကတော့အဲ့တဲ့စပင်ပါတယ်ပြီးတော့သူက step မြင့်ပုံစံမျိုးနဲ့လိုချင်တယ်သူစပင်နဲ့ချွန်ချင်တယ်ဆိုတာတောင်းတယ်သူစပင်ရဲ့အခြေအနေသူမသိပဲတောင်းတယ်ဆိုတော့သူစပင်စစ်ကြည့်တဲ့ခါမှာသူစပင်ကပါတဲ့ပုံစံရှိတယ်ပေါ့နော်စပင်ကတည်းကရှည်ထားတဲ့ပုံစံရှိတော့ဆရာတို့လိုချင်တဲ့ပုံစံတစ်ခုဖန်တီးလို့ရတာသိတဲ့ခါကျတော့ဆရာတို့ကအောက်ပိုင်းသူပြောတဲ့ချွန်စေတဲ့တွယ်စေတဲ့ပုံစံ step မြင့်ပုံစံထည့်ပြီးတော့အပေါ်ပိုင်းကိုသူထက်ငယ်တဲ့ဒီဂရီထည့်လိုက်တယ်ငယ်တဲ့ဒီဂရီထည့်တယ်လို့ပြောရတာကစပင်ညံ့ရင်အောက်ဒီဂရီကအမြဲငယ်ပြီးတော့အပေါ်ကိုကြီးသွားတာဖြစ်တယ်ဆရာတို့ကအောက်ဒီဂရီကြီးပြီးတော့အပေါ်ဒီဂရီငယ်တဲ့ပုံစံကိုတုံတယ်ပင်ရှည်ချောင်းနဲ့ဘလို့တွေစဉ်းစားပြီးညက်တယ်ဆိုတော့တဆင်ချင်းရှင်းပြတာဖြစ်တယ်တဆင်ချင်းလိုက်ညက်ပြီးတော့ဒီပုံမှာဆရာပြောတဲ့နေရာလေးမှာတဆင်ချင်းစပင်ရဲ့အကြာတစ်ခုသိထားဖို့လိုတယ်စပင်ကြားတွေကိုတစ်ချက်ညက်တိုင်းကိုညက်တဲ့90ကဘလို့ပုံစံကြတာလဲကိုညက်တဲ့135ဘလို့ကြတာလဲကိုဆွဲတဲ့ direction တစ်ခုကဘလို့ပုံစံကြတာလဲမှတ်မိဖို့လိုတယ်အဲ့ဒါမှအဲ့ဒါပြောတဲ့ပုံကဘာ direction တင်နဲ့ဘာ degree တင်နဲ့ဆိုတန်းသိသွားတာမျိုးအဲ့ဒါတွေရောသိအခုဆရာညက်တဲ့ပုံစံအကြတွေကိုဗီဒီယိုထဲမှာတဆင်ချင်းရှင်းပြတယ်အဲ့နေရာရရင်တစ်ချက်ကိုပေါင်းနေပြန်လေးလာကြည့်ရေနောက်ပိုင်းစပင်ညက်တဲ့ခါမှာနောက်ပုံတွေပိုလွယ်လာလိုက်မယ်ဒီပုံတွေကတော့စိတ်သက်သက်ဖြစ်ကောင်းဖြစ်နေနိုင်တယ်ဘာကြောင့်လဲဆိုတော့အခုမှကြားဘူးတာမျိုးဖြစ်နိုင်လို့အဲ့တော့ပညာရက်တွေကတော့တစ်ခုနဲ့တစ်ခုတူမှာမဟုတ်တဲ့ခါကျတော့ဘယ်သူကပိုကောင်းတယ်ဘယ်သူကပိုမကောင်းဘူးပဲမပြောချင်ပဲနဲ့ဒီပညာသက်သက်လေးလာခြင်းနောက်ပိုင်းအဖြစ်တစ်ခုတွေ့မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီနေ့ပူရီကတော့ဒီလောက်ပါပဲအဲ့တော့နောက်နေ့ပူရီတွေမှာဆက်ပြီးတော့လေးလာကြည့်ဖို့ဖိတ်ခေါ်ပါတယ်နော်